ဂျွန်ရှူဝါဘန်ရဲ့ခပတ်တံဖိုးကဘလောက်လဲချန်ပီယံဖြစ်ရင်ခပတ်ကအပိုင်ရတာပါချန်ပီယံကာကွယ်နိုင်နောက်ခပတ်တစ်ခုထည့်ရပါတယ်တကယ်လို့ချန်ပီယံကာကွယ်ပုံးမှာစိန်ခိုသူကရှုံးသွားခဲ့ရင်ချန်ပီယံကချန်ပီယံဘွဲဆိုတဲ့ဂုံပုတ်ကိုဆုံးရှုံးလိုက်ရတာဖြစ်ပြီးမူလရထားတဲ့ခပတ်ကြီးကိုပေးလိုက်ရတာမဟုတ်ပါဘူးဒါကိုရှင်းအောင်ပြပြတာပါချန်ပီယံလူပွဲတိုင်းမှာခပတ်အစ်စ်တွေလုတ်ပေးနေတာပါဂျွန်ရှူဝါဘန်အပါဝင်လက်ရှိချန်ပီယံတွေကင်ထားတဲ့ခပတ်ကို UFC Legacy Championship Belt လို့ခေါ်ပါတယ်။ကော်နာမဂယာကင်ဖူးတဲ့ခပတ်ဟောင်ကို UFC Classic Championship Belt လို့နာမည်သမားပေးထားပါတယ်။လက်ရှိ UFC Legacy Championship Belt ကထုထက်ပူကြီးတယ်လို့တန်ဖိုးပူကြီးပြီး UFC Classic Championship Belt ကလက်ရှိထက်ပိုပေါ့ပါပါတယ်။လက်ရှိခပတ် UFC Legacy Championship Belt ကနပိတ်တာ66ကျပ်သားလေးပြီးခပတ်တန်ဖိုးကဒေါ်လာ3,300ကျော်ဖြစ်ပါတယ်။ကာလာတန်ဖိုးအတိုင်းတွက်ကြည့်လိုက်ရင်မြန်မာငွေ3,300ကျော်တန်ပါတယ်တော်တော်လေးကိုဈေးကြီးပါတယ် UFC Legacy Championship Belt ကဘာလို့ဈေးကြီးတာလဲခပတ်အလေးပြားမှာကိုရီးယားစိန်နဲ့ပထမပေါင်းဆက်ထားတာပါ UFC World Champion စာသား UFC logo နဲ့ဘေးညာကြေတီးတွေကိုရွှေအတိလှုပ်ထားပါတယ်ခပတ်ပေါ်ကအဝါယံထုထည်ကြီးကရွှေအစ်စ်ပါခပတ်ဘေးဖက်ပြားမှာယတနာ၈လုံးကိုစီချေထားပါတယ်ချန်ပီယံဘွဲကိုကာကွယ်နိုင်ရင်ယတနာနေရာမှာပထမအစားထိုးပြန်ပါတယ်ချန်ပီယံဘွဲကိုမြက်မြက်ကာကွယ်နိုင်ရင်ခပတ်တန်ဖို့ကပိုမြင့်တက်လာလေဖြစ်ပါတယ်ဒီလောက်ဆိုရင်အားလုံးသိချင်နေကြတဲ့ UFC ရဲ့ခပတ်တန်ဖို့ကိုသိလောက်ပြီလို့ထင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ